လို့သူသားရဲ့နာမည်ကိုနတ်ဖျားကြီးအီဗရာဟီမိုဗစ်ရဲ့နာမည်ပေးထားရတာလဲဆိုတာရှင်းပြလာတဲ့တမ်မရီရော့ချန်ပရိသတ်များလုံးပဲမင်္ဂလာများဒူသရီဘော့စပွားကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ထိုင်းတမ်မရီကြီးရော့ချန်ဟာနောက်ဆုံးကစားခဲ့တဲ့ပွဲမှာတာခဲတို့စီကာဝါကိုအလဲထိုးပြီးမွေထိုင်းကိုဂုံတက်စေခဲ့သူပါ။သူကသူသားကိုလည်းသူ့လိုမျိုးမွေထိုင်းဖိုင်တာဖြစ်လာစေမလားဆိုတာကိုဖွင့်ဟလာခဲ့ပါပြီ။ရော့ချန်သူသားရဲ့နာမည်ကိုနာမည်ကျော်ဆွေရင်တိုင်းစစ်မှုဇလာဒန်အီဗရာဟီမိုဗစ်ရဲ့နာမည်ကိုပေးထားကြောင်းလဲဆိုလာခဲ့ပါတယ်။အီဗရာဟီမိုဗစ်ဟာဘောလုံးလောကမှာသူ့ရဲ့လေလုံးထွားတက်တဲ့ကြွားလုံးတွေကြောင့်နာမည်ကြီးသူဖြစ်ပြီးမြန်မာဘောလုံးပရိသတ်တွေကတော့သူ့ကိုနဖျားကြီးလို့ချစ်စလုံးနဲ့ခေါ်တတ်ကြပါတယ်။တိုင်းတမ်မနီဖိုက်တာရော့ချန်ကသိမကြခင်မှာမွေးဖွားလာတော့မဲ့သူ့သားလေးအပေါ်ထားရှိတဲ့သူ့ရဲ့ဖခင်မျက်နှာကိုဖွင့်ဟလာခဲ့ပြီဖြစ်ပါတယ်။ရော့ချန်ကကျွန်တော်သားလေးဟာကျွန်တော်ကိုစိတ်ခွန်အားပေးခဲ့တာပါ။တာခဲလူနဲ့ပွဲကလည်းသားလေးပေးတဲ့ခွန်အားနဲ့ကစားခဲ့တာပါ။ကျွန်တော်ဖခင်ကောင်းတယောက်ဖြစ်ချင်ပါတယ်။ကျွန်တော်သားလေးကိုသူ့အဖေအခုလိုအနေအထားရအောင်ဘယ်လိုစူးစမ်းခဲ့ရလဲဆိုတာသိစေချင်ပါတယ်။ကျွန်တော်ကသူ့အတွက်စံပြပုံကိုဖြစ်ချင်ပါတယ်။ကျွန်တော်သူ့ကိုလူပေါ်ကြော့ဖြစ်စေမှာမဟုတ်ပါဘူးကျွန်တော်သူ့ကိုပတ်စံနေပေးကောင်းပေးလိမ့်မယ်ဒါပေမဲ့ဘွားကိုခက်လွယ်လွယ်နဲ့ဖျက်ဆီးစေမှာမဟုတ်ပါဘူးကျွန်တော်သူ့ကိုတိုက်ခိုက်ရေးပညာသင်ပေးမှာဖြစ်တယ်လို့သူ့ချေသူ့လက်နဲ့အရာရာကိုလုံးစေမှာပါကျွန်တော်ကတော့ခက်လန်းလန်းကနေစောင့်ကြည့်ကူညီပေးပါမယ်ဒါလေးအနာဂတ်မှာဘာဖြစ်လာမလဲကျွန်တော်ရမ်းစိတ်လှုပ်ရှားမိပါတယ်သူကျွန်တော်လိုမျိုးမွေထိုင်းကစားသမားဖြစ်လာမလားစောင့်ကြည့်ရမှာပါကျွန်တော်သူ့ကိုကိုယ်တိုင်ကိုယ်ကျမွေထိုင်းသင်ပေးမှာပါကျွန်တော်ရဲ့ကစားမဘွားအတွေ့အကြုံတွေအားလုံးသူ့ကိုပြောပြမှာပါကျွန်တော်သူ့နာမည်ကိုနောင်ဇလာဒန်လို့လည်းမဲပေးထားပါတယ်။ဘာလဲဆိုတော့ကျွန်တော်ကဇလာဒန်အီဗရာဟီမိုဗစ်ကိုလေးစားအားကြတဲ့သူမို့လို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်သားလေးကိုဇလာဒန်လို့လည်းမဲပေးခဲ့တာပါ။သူမွေထိုင်းကစားခြင်းပဲဆိုရင်ကျွန်တော်အရန်ပျော်မိမှာပါ။ကျွန်တော်ခြေရာကိုလိုက်နေမယ်ဆိုရင်ကျွန်တော်အရန်ဂုဏ်ယူမိမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့အတင်းကျပ်ကစားခိုင်းမှာမဟုတ်ပါဘူး။သူ့အနာဂတ်ကသူ့အပေါ်မှာပဲမူတည်ပါတယ်။ကျွန်တော်ကတော့သူပြောမယ်ဆိုရင်ဘာပဲလို့လို့ခွင့်ပြုပေးသွားမှာပါ။သားပြောရင်အဖေလည်းပြောရတာပဲလေဗျာလို့ဆိုသွားခဲ့လိုက်တာဖြစ်ပါတယ်။ရော့ချန်ရဲ့ဖခင်မြတ်တာကိုအတိုင်းသားမြင်လိုက်ရတာလည်းဖြစ်ပါတယ်။ရော့ချန်ကလည်းသူသားဇလာဒန်ကိုကိုခဲပညာသင်ပေးမယ်ဆိုပေမဲ့ငွေထိုင်းအားကစားသမားဖြစ်ဖို့ကိုတော့တွန်းအားပေးမှာမဟုတ်ဘူးဖြစ်ပါတယ်။ရော့ချန်လာမယ့်ပွဲမှာဗီဒင်ဖိုင်လာဂျော်ဒန်ဟက်ကာဒီနဲ့ရင်ဆိုင်ရမှာပါ။သတင်းတွေအရဗဒန်ဝိတ်ကပောင်စင်ချန်ပီယံပွဲဖြစ်နိုင်ပြီးအောက်ဂတ်လမှာကစားမယ့်အမေရိကန်နိုင်ငံဒန်မာမြို့ကပွဲမှာပါဝင်လာနိုင်တာဖြစ်ပါတယ်။ရော့ချန်ကသူ့ရဲ့နာဂတ်နဲ့ပတ်သက်ပြီးလည်းပြီးခဲ့တဲ့ရက်ပိုင်းကဆိုရှယ်မီဒီယာပေါ်မှာအခုလိုရေးထားခဲ့ပူပါတယ်။လာမယ့်3နှစ်အတွင်းကျွန်တော်ရဲ့စိတ်ကူးကိုပြောပြချင်ပါတယ်။ပရိသတ်တွေလည်းအရန်ကြည့်နေမယ်လို့ယုံကြည်ရပြီးကျွန်တော်ကိုယ်တိုင်လည်းအင်မတန်ကစားချင်တဲ့ပွဲ3ပွဲရှိပါတယ်။လက်ရှိကျွန်တော်အတွက်အကြီးဆုံးပွဲတွေဖြစ်လာမှာပါ။ကျွန်တော်ရဲ့ဖိုင်တာဘွားအကောင်းဆုံးပွဲတွေလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်အနိုင်ရမယ်လို့သေချာပေါက်တော့ဂရီမပေးနိုင်ပါဘူး။ကျွန်တော်ဂရီပေးနိုင်တာကတော့ကြီးရတဲ့ပရိသတ်တွေစိတ်ကြည်နဲ့စီရမယ်ဆိုတာပါ။လာမယ့်3နှစ်ဟာကျွန်တော်ရဲ့ဖိုင်တာဘွားနောက်ဆုံးဆက်ဝေကန်တွေဖြစ်ပါတယ်။ကျွန်တော်အစွမ်းကိုစူးစမ်းသွားမှာဖြစ်ပါတယ်။ဒီကဘာကြီးကရော့ထန်ဆိုတဲ့နာမည်ကိုမှတ်မိနေအောင်ကျွန်တော်လှုပ်ဆောင်သွားမှာပါ။ဒီ3နှစ်ပြီးသွားရင်တော့ကျွန်တော်ဆက်ကစားပါမလားမသေးချာပါဘူး။ကျွန်တော်ရင်ဆိုင်နေတဲ့ဖိုင်တာ3ကတော့ဂျော်ဒန်ဟက်ကာဒီကြိုက်တဲ့စီးမီအောက်မှာကစားမဲ့ Trilogy ဆိုပါလက်ဒုတိယမြောက်ပွဲပရိသတ်တွေအားလုံးစောင့်မျှော်နေတဲ့တန်ရှင်းနာစုကာဝါတို့နဲ့ပွဲဖြစ်ပါတယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။ Okay ပါဗျာဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။